လစွာသောအရမ်ကျမကတော့လက်စွပ်ပိုင်ရှင်အဖွားအိုဂျိုရီပါရှင်ကျမစီလက်စွပ်အစ်စ်လာပေးကြတဲ့ကဒါဟာကျမသမီးရဲ့လက်စွပ်မဟုတ်မှန်ကျမချက်ချင်းတည်ခဲ့ပါတယ်လူတချို့ကပြောလို့ရှိကြတယ်ရှင်ကျင်နာမှုဆိုတာအခါတရံလူတစ်ယောက်အတွက်တန်ဖိုးများကြီးပြည့်စက်ရတတ်တယ်တဲ့ဒါပေမဲ့ကျမတို့ဘဝမှာအဲ့ဒီကျင်နာမှုကပဲကျွယ်ဝချမ်းသာခြင်းအစစ်မှန်တွေကိုပေးစွမ်းနိုင်တာမျိုးပါအာရမ်ဟာနယူးယောက်မြို့ကတက်စီရိုက်ဘာတူပါနှစ်တော်ကြာအောင်အပြင်းမခံအလုပ်လုပ်ရတဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့တောရွာမှာကြံခဲ့တဲ့သူသမီးလေးကိုသူ့စီခေါ်ပြီးအတူတူနေထိုင်နိုင်ဖို့ငွေအလုံးအလောက်စုဆောင်းခြင်းနဲ့အိမ်မက်တစ်ခုကြောင့်ပါတဲ့သူ့ဟာအရာကိုချိုးချံချွေတာတဲ့အချိန်ပိုအလုပ်တွေဆင်းနေဒေါ်လာချင်းစီကိုတိတိကျကျရေတွက်စုဆောင်းခဲ့ပါတယ်တရက်မှာတော့သူ့စီကိုဖုန်းတကောဝင်လာခဲ့ပါတယ်တိုက်ခန်းတစ်ခုရှိမှတက်ကြီးရွယ်ကိုမျိုးသမီးတူကသူ့ကိုစောင့်နေတာပါသူမကိုကြည့်ရတာအားနေပြီးအထီးကျန်နေပုံရတယ်လို့အလွန်လဲပင်မနွမ်းနေပုံရတယ်အာရမ်ကသူမကိုကားပေါ်တက်ဖို့ကူညီပေးပြီးဘဲကိုသွားခြင်းတယ်လဲလို့မေးလိုက်ပါတယ်ဒီခါမျိုးသမီးကတူးညင်းစွာပြန်ပြေပါတယ်ဆရာဝန်ကကျမကိုပြောတယ်ကျမမှာအချိန်သိမ့်ကြံတော့ဘူးတဲ့အဲ့ဒါကြောင့်လူအိုယုံကိုသွားခြင်းလို့ပါကျမမှာဘယ်သူမှမရှိတော့ဘူးကျမတယောက်တည်းပါတဲ့သူမဟာရင်ပန်နာကဆွဲကြိုးမှာဆွဲထားတဲ့လက်စွပ်လေးတစ်ဝင်းကိုခပ်ဖွားဖွားလေးအုပ်ကင်လိုက်တယ်ကလေးဝရွှေလက်စွပ်လေးတစ်ဝင်းမှာဒီလက်စွပ်ကလေးဟာဒီအမျိုးသမီးအတွက်တော့ရိုးရိုးလက်ဝတ်ရတနာတစ်ခုမဟုတ်ဘူးဆိုတာအာရမ်ကချက်ချင်းနားလည်လိုက်ပါတယ်လူအိုယုံရောက်တဲ့အခါအဖွားအိုကကားကရှင်းပေးဖို့လုပ်ပေမဲ့ရိုက်ဘာကညှင်းပယ်ခဲ့ပါတယ်သူကိုယ်တိုင်လည်းငွေလိုနေတာမှန်ပေမဲ့အဖွားအိုရဲ့နောက်ဆုံးအချိန်တွေအကြောင်းကိုကြားလိုက်ရတဲ့နောက်သူမစီကနေကားကိုသူမယူရတော့ပါဘူးရက်နှင်းငယ်ကြပြီးတဲ့နောက်မှာအဖွားအိုကသူ့စီကိုထပ်မံပြီးတော့ဖုန်းခေါ်လာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူမရဲ့တိုက်ခန်းပေါ်ကိုတက်လာခဲ့ဖို့တောင်းဆိုပါတယ်တိုက်ခန်းထဲမှာတော့အရာအလုံးကပြုတ်ပြက်ဖျို့ဖျဲဖြစ်နေပြီးဓာတ်ပုံဟောင်းတွေကကျမ်းမြေပေါ်မှာပြန့်ကျဲနေတယ်အဖွားအိုကတော့ငိုနေရှာတယ်ကျမလက်စွပ်ကိုရှာမတွေ့တော့ဘူးနေရာအနှံ့လဲရှာပြီးတက်စီပေါ်မှာကြံခဲ့တာထင်တယ်တဲ့အာရန်ကမကြံခဲ့ဘူးဆိုတာသိပါတယ်သူတို့နှုတ်ဆက်ခွဲခွာစဉ်တုန်းကလက်စွပ်ဟာအဖွားအိုရဲ့လယ်ဘေးမှာဆွဲလျက်သားရှိနေတာကိုသူမှတ်မိနေခဲ့တာကြောင့်ပါအမှန်တိုင်းပြောဖို့ပြင်လိုက်ပါသေးတယ်ပထမတော့သူ့ကိုယ်သူကာကွယ်မယ်ပေါ့ဒါပေမဲ့သူ့ရှိမှမြင်နေရတာကသူ့ကိုအပြစ်တင်ဆွဆွဲနေတာမဟုတ်ပါဘူးဘဝရဲ့နောက်ဆုံးတွေ့တာရာလေးပျောက်ဆုံးသွားလို့ကြည်ကွဲနေတဲ့အထီးကျန်မိခင်တရားဖြစ်နေတာကိုသူမြင်လိုက်ရတယ်အဲ့ဒီနောက်မှာတော့အဖွားအိုကသူမရဲ့ဖြစ်ကြောင်းကုန်စင်ဇက်လန်းကိုဒီလိုပြောပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအိမ်အောင်ကွဲပြီးနောက်ကျမဟာသမီးလေးကိုတကူတော်ပြုစုကြိုးထောင်ခဲ့ရတယ်သူတို့ဟာချွတ်ချွတ်ငဲ့ငဲ့နေထိုင်ခဲ့ရပေမဲ့သမီးလေးကတော့သူမရဲ့အကြီးမားဆုံးပျော်ရွှင်မှုပါပဲတဲ့သမီးလေးရဲ့9နှစ်မြောက်မွေးနေ့မှာမိခင်ဖြစ်သူကရွှေလက်စွပ်လေးတစ်ကွင်းကိုလက်ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲသမီးလေးဟာမတော်တဆထိခိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်ဆေးရုံမှာသမီးလေးဟာနောက်ဆုံးအနေနဲ့စကားအနှဲငယ်ပဲပြောခဲ့နိုင်ရှာတယ်မေမေသမီးမေမေနားမှာဆက်မနေနိုင်တော့ဘူးဘဝကိုကောင်းကောင်းပြန်တမ်းပါနော်ဒီလက်စွပ်လေးကိုဝတ်ထားပါသမီးကိုစားမေမေအနားမှာရှိနေပါစေအဲ့ဒီအချိန်ကစပြီးအဲ့ဒီလက်စွပ်ဟာမိခင်အတွက်လက်ဝတ်ရတနာမဟုတ်တော့ပဲဘဝကိုဆက်လက်ရှင်သန်ဖို့အတွက်တခုတည်းသောအကြောင်းပြချက်ဖြစ်လာခဲ့တာပါအရမ်ဟာနားထောင်ရင်းနဲ့မျက်ရည်မထိန်နိုင်ဖြစ်ခဲ့ရတယ်ဒီမျိုးသမီးသာမျော်လင့်ချက်ပျောက်ဆုံးသွားရင်သူမရဲ့နောက်ဆုံးခွန်အားတွေပါဆုံးရှုံးသွားလိမ့်မယ်ဒါကိုသူနားလည်လိုက်တယ်ဒါကြောင့်သူကတစီပေါ်မှာကြံခဲ့တာနေမှာပါကျွန်တော်ပြန်ရှာပြီးပြန်ယူလာပေးမယ်နော်လို့သူဟာလက်စွပ်ရဲ့ဓာတ်ပုံအဟောင်းလေးကိုတောင်းယူပြီးပရိန်ဆရာစီကိုသွားခဲ့ပါတယ်နှစ်တော်ကြာပြီဖြစ်လို့တီးတန့်အော်ဒါမှာပြီးလုပ်ရမယ်လို့ပြောပါတယ်ကုန်ကြစိတ်ကတော့အလွန်ပဲကြီးမားပါတယ်တဲ့သူသမီးလေးအတွက်စုဆောင်းထားတဲ့ငွေအလုံးနီးပါးကုန်သွားမှာပါဒါပေမဲ့အရမ်ကသဘောတူလိုက်ပါတယ်ရဲ့အနှဲငယ်ကြတော့သူဖွားအိုစီကိုဓာတ်ပုံတွေကလက်စွပ်နဲ့တပုံစံနဲ့တူတဲ့လက်စွပ်အသစ်တစ်ခွင်းယူဆောင်လာပြီးတော့
ပေးလိုက်ပါတယ်အဖွားအိုကလက်စွပ်ကိုလက်ထက်မှာအကြာကြီးကင်ထားပြီးကြည့်ပြီးငိုနေရှာတယ်ပြီးတော့သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါတယ်အတွက်ကတော့ဒါဟာသူ့ဘဝမှာကုန်ကျစရိတ်အများဆုံးဖြစ်ခဲ့ရတဲ့တက်စီခရီးစဉ်တစ်ခုပါပဲဒါပေမဲ့သူစိတ်သက်သာရခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ငွေကြေးဆိုတာပြန်ရှာလို့ရနိုင်ပေမဲ့လူသားဆန်မှုကိုဆုံးရှုံးလိုက်ရခြင်းကပိုပြီးတန်မိုးကြီးလွန်းတယ်လို့သူကယုံကြည်လက်ခံထားလို့ပါတစ်နှစ်ကုန်သွားခဲ့ပါပြီရှင့်နေတယောက် RMC ကိုရောက်လာပြီးစာတစ်စောင်ပေးလာတယ်စာထဲမှာတော့ချစ်လှစွာသော RM ကျမကတော့လက်စွပ်ပိုင်ရှင်အဖွားအိုဂျိုရီပါရှင်ကျမစီလက်စွပ်အစ်စ်လာပေးကြတဲ့ကဒါဟာကျမသမီးရဲ့လက်စွပ်မဟုတ်မှန်းကျမချက်ချင်းသိခဲ့ပါတယ်အစ်စ်မှာသမီးရဲ့နာမည်လေးထွင်ထားတာရှိတယ်ရှင်လက်စွပ်မှာတော့မပါခဲ့ဘူးလေဒါပေမဲ့အဲ့ဒါကအရေးမကြီးပါဘူးရှင်ဟာဒါကိုအကျိုးအမြတ်တွေမဟုတ်ကြောက်လို့လည်းမဟုတ်ရှင့်မှာအပြစ်ရှိလို့လည်းမဟုတ်ဘူးဆိုတာကျမနားလည်ပါတယ်ရှင်ဟာနှလုံးသားကောင်းရှိလို့ဒါကိုလုပ်ခဲ့တာပါရှင်ဟာဘဝရဲ့နောက်ဆုံးရက်တွေကိုချက်တန်းနေရတဲ့အထီးကျန်အဖွားအိုတယောက်ကိုရွေးထွေးမှုတွေပေးခဲ့တယ်ရှင်ဒီစာကိုဖတ်နေရတဲ့အချိန်မှာကျမရှိတော့မှမဟုတ်ပါဘူးကျမရှိသမျှအရာအလုံးဖြစ်တဲ့ကျမရဲ့တိုက်ခန်းရဲ့မြို့ပြင်ကအိမ်ရဲ့လက်စွပ်နှစ်ကွင်းအလုံးရှင်ကိုပေးခဲ့ပါတယ်အဲ့ဒီလက်စွပ်နှစ်ကွင်းကတော့ရှင်လို့ပေးခဲ့တဲ့လက်စွပ်နဲ့ဓာတ်ပုံအဟောင်းပုံတွေကြားကပြန်ရှာတွေ့ခဲ့တဲ့ကျမသမီးရဲ့လက်စွပ်အစစ်တို့ဖြစ်ပါတယ်လအနှဲငယ်ကြာပြီးနောက် RM ကသမီးလေးကိုခေါ်ပြီးဂျိုရီအုပ်ကိုစီကိုလာခဲ့ပါတယ်သူတို့ငိမ့်သက်စွာနဲ့ဥညွတ်အလေးပြုခဲ့ကြတယ်ဘဝမှာအသိဉာဏ်ပညာကကျမတို့ကိုလမ်းပြပေးနိုင်ခဲ့ပေမဲ့ကျင်နာတနာတမှုကတော့ကျမတို့ကိုယ်တိုင်လက်မပြောက်စေဖို့ကူညီပေးပါတယ်ဉာဏ်ကောင်းခြင်းဆိုတာပါရမီတစ်ခုဖြစ်ပြီးကျင်နာတတ်ခြင်းကတော့မိမိကိုယ်တိုင်ရွေးချယ်မှုတစ်ခုပါဆိုတော့တခါတရံမှာအဲ့ဒီရွေးချယ်မှုကပဲသူတစ်ပါးရဲ့ဘဝတည်းမကမိမိကိုယ်တိုင်ရဲ့ဘဝကိုပါပြောင်းလဲစေနိုင်စွမ်းရှိပါတယ်ကျမဒီဆောင်းပါးလေးကိုအင်တာနက်ပေါ်ကတွေ့လို့ဖတ်ပြခဲ့တာပါရှင်ဆောင်းပါးတွေ့တဲ့နေရာမှာစာရေးသူရဲ့နာမည်ကိုကျမမတွေ့ခဲ့ရပါဘူးဒါကြောင့်မူရင်းဆောင်းပါးရှင်ဖြစ်တဲ့စာရေးဆရာကိုလေးစားစွာ credit ပေးပါတယ်ရှင်ဆိုတော့အခုကျမဖတ်ပြခဲ့တဲ့ဆောင်းပါးလေးကိုနားထောင်နေတဲ့မိတ်ဆွေတို့ရဲ့ရင်ထဲမှာတစ်ခုခုကြံခဲ့လိမ့်မယ်လို့ထင်ပါတယ်တစ်ခုခုလည်းရသွားလိမ့်မယ်လို့ထင်မိပါတယ်ရှင်